Hello အားလုံးပဲမင်္ဂလာပါအခုကမနက်ကခီးသွားခီးလော့လေးရဲ့ဆက်ပေါ့နော်အခုရောက်ရှိနေရကမလေးရှားနိုင်ငံရဲ့ပြည်နယ်မြို့လေးပေါ့နော်အချိန်ကတော့ညဘက်အချိန်လေးပေါ့နော်ခမင်းစားတဲ့အချိန်ကိုရောက်ပြီဆိုတော့အခုခမင်းစားတော့မယ်ပေါ့နော်အချိန်ကတော့ညကနည်းနည်းတော့ကြာရဲဆိုတော့ခမင်းကတော့ဒီနေ့ကမနက်ကတနက်ပဲစားရသေးတယ်ဆိုတော့ထုံးစံတိုင်းပဲဈေးသက်သာရဲပေါ့နော်ဒီဂျိုဟိုးတို့ပြည်နန်းတို့ရောက်တဲ့ခါမှာစီဖူးလေးစားပြတယ်တောက်စရာကတော့ watermelon ဖဲသီးပေါ့နော်ဖဲသီးမှာလိုက်တာဒါပေမဲ့မိုင်လိုရောက်လာတယ်ဆိုတော့ okay ပေါ့နော်တောက်လိုက်တော့မယ်ဟိုဆိုပြီးတော့ okay စားစရာချက်ရပါမယ်ဓမ္မစားစရာလေးရောက်ပါပြီထမင်းလေးရယ်ပြီးတော့စားစင်တာကခုနမီနူထဲမှာ squid ကလေးဒီလား squid လေးကစားစင်စရာလေးက squid လေးရယ်ပြီးတော့အာလူကြော်မှာလိုက်တယ်ယောက်ျားကတော့ပြီးတော့နှစ်ဦးသဘောတူအရွက်မှာကြတယ်ပြီးတော့တုံရမ်းလေးလဲမှာတယ်ပေါ့နော်ဆိုတော့အခုစပြီးတော့စားပါမယ်ညစားကြနေပြီဗိုက်စားနေပြီလာတော့မရောက်လာသေးဘူးပဲများနေဥပသွားပြီးတော့မြင်လာပါလို့အချိန်မရှိဘူးကားကလည်း10:30ကားနဲ့ပြန်ရမှာအဲ့လိုအေးယာမြင်လာကားနေအောင်သွားရမှာလာအဲ့လိုသူ့ခေါ်လိုက်ပဲရောက်လာအလုပ်နေမြို့လေးမှာအလုပ်ကြီးသွားရင်အကျုံလို့စားဖြစ်ပါလေဒီနေ့ကိုလုံးမှာတက်နေပဲစားရနော်ဒီနေ့လေဓမ္မချိုးလာအခုနားရဲ့ခန်းထဲကိုပြင်ရောက်ပြီပေါ့နော်ခုနစားရရဲ့တန်တော့အဲ့လောက်အများကြီးစားရမှာ90 ringgit 50ပဲပေါ့နော်မြို့ထဲမှာဆိုလို့ရှိရင်100ကျော်လောက်တောင်ကြာမယ်ပေါ့နော်အခုခဏနားမယ်နောက်မိနစ်20လောက်နေလို့ရှိရင်ကားဂိတ်ကိုသွားမယ်ပေါ့နော်ဒါပြန်ပါပြီဒါကားဂိတ်ကိုသွားနေပြီ10:30ကားနဲ့ပြန်မယ်ည10:30ပေါ့နော်အဲ့လိုမျိုးခီးစမ်းတွေကိုဖြတ်ကျော်ပြီးသွားနေတယ်အလုပ်ကြိုးစားသူလေးတယောက်ပေါ့ဟုတ်ကဲ့ပါလာနေပါပြီပြစ်စားသွားကောက်လိုက်ကားကရောက်ပြီဆလေးတေးနဲ့ပျော်ရွှင်နေအခုကားဆောင်နေရပါခဏနေကားလေးရောက်လာတော့မယ်ပေါ့နော်အခုရှိသေးတော့အားလုံးကျေးဇူးတင်ပါတယ်မနေ့အစောမှရောက်သွားမှာပေါ့နော်မျိုးရဲ